ပထမရဲ့ဒီလဆိုင်အယောင်းဝယ်တော်ကြာတာပဲဒီနေ့ညီလေးခဏလောက်ဟုတ်ကဲ့ကြာကြီးလာပြီဟုတ်ကဲ့ကြာကြီးဘာမှပြောဒီနေ့အယောင်းဝယ်တွေကဒီနေ့ကတော်တော်လေးကိုကြာနေတယ်ဆိုတော့မလာတဲ့လူ customer တွေအားလုံးကိုမလွတ်စင်တယ်ပေါ့ဟုတ်ကဲ့ပါကြာနောက်တည့်ရဲ့ဟာကြာကြီးရတယ်ကွာရောင်းကကြာတယ်ဟောထိုးရောင်းခိုင်းတာလူဝဲမလွတ်စင်နေတယ်တဲမှမလာဘူးကွာဟောမဟုတ်ဝယ်ဘူးကွာဘယ်မှာဝယ်လို့ဝယ်ရမလဲဘယ်နားရောက်လဲလုံးဆိုင်ဘယ်နားရောက်လဲမင်္ဂလာတိုင်းဘူးဟာမတော်တော့လာငါပညာပြလိုက်တော့ကောင်းမှာကွာကိုကြီးဘာလို့လဲဘာရှာလဲဝင်ချိလိုက်လေအခုဘာလို့လဲအခုမလို့အခုမဟုတ်လားမဟုတ်အခုတို့ချင်တာအကုန်ရစေရမလားလုပ်ပေးမှာမဟုတ်ပါဘူးလို့ရတယ်အခုဒီဆိုင်စိတ်ချကိုအခုဗီဒီယိုချက်ပြတ်မဟုတ်ဘူးအခုရှိတယ်အခုကျွန်မအကုန်ရှိရင်တော့အခုမချင်းစောဘာညာမီးစက်အကုန်ရှိအခုမတက်နိုင်ဘူးလားရတယ်အရေးကြောက်10နှစ်လဲကျွန်တော်စောက်ပေးမယ်ရတယ်ဟိုကလည်းရတယ်ဗာလဲဆက်ရန်ကိုပေးပြီးနောက်10နှစ်မှနောက်တော့ပေးလေရတယ်နော်ကိုတော့ပေးလေရတယ်ဗာကြိုက်လို့ပေးတော့အခုအဆင်ပြေလုပ်ပေးမယ်ဗျာအခုဘာမှပတ်စံတရားပေးဝိုင်းလေရတယ်အဓိကဝဲဖို့ပဲအဓိကဝဲဖို့ပဲကိုကြီးနော်အဆင်ပြေတယ်အခုဘာလို့ချင်းလဲဘာလို့ချင်းလဲတာပြောလိုက်ကျွန်တော်လုပ်ပေးမယ်အခုဖြစ်စီရမယ်ကိုကြီးအခုဘယ်လိုလုပ်ချင်းလဲအခုလုပ်ပေးမယ်ပတ်စံအဆင်ပြေကျွန်တော်ပတ်စံအဆင်ပြေတဲ့တိုင်းကျွန်တော်လုပ်ပေးမယ်အဆင်ပြေလို့လုပ်ပေးမယ်ကိုကြီးအခုဘာပဲလို့ကျွန်တော်တခုပြောမလို့မလုပ်ပါနဲ့ဗျာတခုတော့ယူသွားပါဗျာမလို့လုပ်ပါဗျာကိုဘာကြီးများကိုဒီကွန်မဆာတွေပဲရှိတယ်ပေါ့အကုန်ရှိတယ်ကွန်မဆာတွေပဲရှိတယ်လေဝေးပဲရှိယူမလားကိုဟာမလို့ဘူးငါလိုတာအဲ့ဒါတွေမဟုတ်ဘူးဘာလို့လဲမဟုတ်လုပ်ပါနဲ့မတော်ပါနဲ့ဗျာကိုကြီးမတော်ပါနဲ့ကိုကြီးအေးမဟုတ်ခိုင်းလိုက်တာလုံးဝကြောင်းပဲကွာဘာကိုမတော်ပါနဲ့ကိုကြီးမလုပ်ပါနဲ့ကိုတခုတော့ပါကိုကြီးမလုပ်ပါနဲ့ကိုမတော်ဟာဟိုကောင်နေဘာဖြစ်နေလဲချင်းမလုပ်ပါနဲ့ကိုကြီးဝဲပါမလုပ်ပါကိုကြီးမလုပ်ပါနဲ့ကိုမလုပ်ပါနဲ့လုပ်ပါကိုကြီးဝဲပါတခုတော့ဟာဘာဖြစ်လဲကောင်းနေတယ်ဟိုကိုဟိုဂျာကြီးပဲပြောထားလေဘွဲသူလာမလုပ်မပင်းနဲ့ဟိုရောင်းအောင်ဆွဲတာဆိုလို့ဒုက္ခမပေးနဲ့လေကွာမသိဘူးဂျာကြီးပဲပြောကျွန်တော်ဆွဲထားလေဗျာဂျာကြီးရတယ်ဒီကောင်းမှုဈေးရောက်ပါလားရောင်းနေကျွန်တော်ရောင်းနေရပဲသူကမလို့ပြောလို့ကျွန်တော်မနေ့ထိုးရောင်းနေရတယ်အဲ့လိုမလုပ်ရဘူးဆောင်းနေမှာလို့မကိုကြီးဘာကောင်းနေမှန်းလည်းမသိဘူးကွာအောင်လာစားနေဒီမှာအမေမိုးဝယ်ခိုင်းလိုက်ရှာဆိုင်မတွေ့ပါဘူးလို့ပဲ